တနေ့တော့အခါမှာတိုင်းပြည်ရဲ့နေဆက်ဒေသအစုံအပြားမှာရှိတဲ့ကင်းစကန်တွေစီကနေထိတ်လန့်စရာသတင်းစကားတစ်ခုကနန်းတော်တဲကိုရောက်ရှိလာပါတယ်။အဲ့ဒါကတော့ပြင်ပကရန်သူစစ်သည်တွေဟာအလုံးရင်းနဲ့လာရောက်ကျူးကျော်တိုက်ခိုက်နေပြီဆိုတဲ့သတင်းပါပဲ။တိုင်းပြည်ရဲ့လုံခြုံရေးအတွက်ဘရင်ကြီးအားချက်ချင်းဆိုသလိုစစ်မြေပြင်ကိုထွက်ခွာဖို့ဆုံးဖြတ်လိုက်ရပါတော့တယ်။စစ်ထွက်ခါနီးမှာဘရင်ကြီးကမိဖုရားကြီးကိုစိတ်မကောင်းစွာနဲ့နှုတ်ဆက်လိုက်ပါတယ်။မိဖုရားငါအခုပဲတိုင်းပြည်နေဆက်ကိုစစ်ထွက်ရတော့မေဒီတိုက်ပွဲကနေငါအသက်ရှင်လျက်ပြန်လာနိုင်မလားမလာနိုင်ဘူးလားဆိုတာငါကိုယ်တိုင်လည်းမသိဘူးမင်းမဲငါတို့ရဲ့သားသမီးတွေကိုတည်တည်ချာချာခရုစိုက်စောက်ရှောက်ပေးပါကိုလည်းခရုစိုက်ပါနော်အချိန်နဲ့ငယ်ကြာမှာတော့စစ်မြေပြင်ကနေကြေကွဲစရာသတင်းစိုးတစ်ခုနန်းတော်တွေကိုပဲတင်ထက်လို့ရောက်ရှိလာပါတယ်အထင်းတော်ကြီးငါရဲ့အရှင်မင်းကြီးအခုဘလို့နေရလေအချိန်နေဘလို့ရှိလဲမိဖုရားကြီးအရှင်မင်းကြီးနေရွာဆန်သွားပါပြီအရှင်မင်းကြီးမရှိတော့ပါဘူးအဲ့ဒီအချိန်မှာပဲအခွင့်ကောင်းစောင့်နေတဲ့တစ္ဆာပေါင်းအမတ်ကြီးကအာနာကိုသိမ်းပိုက်ဖို့အတွက်အလွန်ရက်စက်တဲ့အမိန့်တစ်ခုကိုထုတ်ပြန်လိုက်တယ်မင်းသားလေးတည်သွားရင်လေဘာဖြစ်လဲမင်းသမီးလေးကအသက်ရှင်နေသေးတယ်မလားဟေ့ဘသူရှိလဲမိဖုရားကြီးလက်ထဲကမင်းသမီးလေးကိုလူယူလိုက်စမ်းပြီးရင်အဲ့ဒီကလေးကိုမြေမြုပ်တက်ပြစ်လိုက်မလုပ်ပါနဲ့အမတ်ကြီးရေဒီလောက်ထိရက်စက်တဲ့အလုပ်မျိုးကိုမလုပ်ပါနဲ့ဒီလိုနဲ့မင်းသမီးလေးရဲ့ဝိညာဉ်ဟာပန်းမွင့်ထဲမှာပိန်မိနေခဲ့တယ်။ငါတစ်သက်လုံးဒီပန်းမွင့်လေးထဲမှာပဲအချင်းချနေရတော့မှလားယင်။ဒီအကြောင်းအရာတွေစတင်ခဲ့တဲ့အချိန်ကတော့ဒီနေ့နေမင်းကြီးထွက်ပြိုလာတဲ့မိုးတောင်အာရုံဦးမောင်ဥရရပိုရာတိုင်းပြည်ရဲ့လေတူကအလွန်ကိုအေးချမ်းသာယာနေပါတယ်။ဒီကိုင်းတွေပေါ်မှာငှက်ကလေးတွေကတေးတီကျူနေကြသလိုမြင့်ရီဟာလည်းတတွင်တွင်နဲ့အေးဆေးစွာစီစဉ်နေပါတယ်။အဲ့ဒီအချိန်မှာပဲတော်ဝင်နန်းတော်ကြီးအတွင်းမှာတော့တတိုင်းပြည်လုံးဝမ်းမြောက်ဝမ်းသာဖြစ်ရမယ့်သတင်းကောင်းတစ်ခုထွက်ပေါ်လာပါတယ်။အဲ့ဒါကတော့မိဖုရားကြီးမှာအလွန်ချောမောလှပတဲ့မင်းသားလေးနဲ့မင်းသမီးလေးအမွှာမောင်နှမတို့ကိုအောင်မြင်စွာမွေးဖွားတန်ဆင်လိုက်တာပါပဲ။တိုင်းပြည်တစ်ခုလုံးပျော်ရွှင်မှုတွေနဲ့လွမ်းဆောင်နေတော့မှာပဲရုတ်တရက်အိမ်မက်ဆိုးတစ်ခုလိုစစ်တရင်စကားကနန်းတော်တဲကိုရှောက်လာပါတော့တယ်။အရှင်မင်းကြီးတကယ်ကိုအရေးကြီးတဲ့သတင်းပါဖေဟာ။ကျွန်တော်မျိုးတို့တိုင်းပြည်နေဆက်ရဲ့အစွန်ဆုံးဒေသမှာပြင်ပကကျူးကျော်သူစစ်သည်တွေကအလုံးအရင်နဲ့လာရောက်တိုက်ခိုက်နေပါပြီ။သူတို့ကကျွန်တော်မျိုးတို့ကိုစစ်တိုက်ဖို့အတွက်ပြင်းပြင်းထန်ထန်စိန်ခေါ်နေကြပါတယ်ဖေ။အခုချက်ချင်းကျွန်တော်မျိုးတို့စစ်မြေပြင်ကိုထွက်မှဖြစ်ပါမယ်။ဒါကိုကြားလိုက်ရတဲ့ဘရင်မင်းမြတ်လည်းအံ့ဩတုန်လှုပ်သွားတော့တယ်။ဘာပြောလိုက်တယ်တေနာပတိဒါဟာတကယ်ကိုကြီးမားတဲ့အန္တရာယ်ပဲ။ငါတို့တိုင်းပြည်အတွက်ဒါဟာစိန်ခေါ်မှုကြီးပဲ။ကဲစစ်သည်တွေအားလုံးကိုအသင်ပြင်ခိုင်းလိုက်စမ်းငါကိုတော့စစ်မြေပြင်ကိုထွက်မယ်ဘရင်ကြီးဟာစစ်မြေပြင်ကိုမထွက်ခွာမီမှာကလေးမွေးဖွားပြီးကစမိဖုရားကြီးစီကိုသွားပြီးတော့နောက်ဆုံးနှုတ်ဆက်စကားဆိုလိုက်ပါတယ်သူရဲ့မျက်နှာမှာတော့စိုးရိမ်စိတ်တွေပြင်းနေနေတာပေါ့မိဖုရားငါအခုပဲတိုင်းပြည်နေဆက်ကိုသွားရတော့မယ်ငါတို့တိုင်းသူပြည်သားတွေကိုကာကွယ်ဖို့ငါမှတာဝန်ရှိတယ်စစ်မြေပြင်ကနေငါပြန်လာနိုင်မလားမလာနိုင်ဘူးလားဆိုတာတော့ငါကိုယ်တိုင်လည်းမသိချဘူးဒါကြောင့်ငါတို့ရဲ့ရင်သွေးလေးတွေကိုမင်းဟာပဲတည်တည်ချာချာဂယုစိုက်စောင့်ရှောက်ပေးပါမင်းကိုလည်းဂယုစိုက်နော်ဒါတွေကိုကြားလိုက်ရတဲ့မိဖုရားကြီးကမျက်ရည်ဝဲလေးရဲ့တားစီရှာတယ်အိုးမဖြစ်နိုင်တာအရှင်မင်းကြီးရဲ့အရှင်မင်းကြီးကဘာလို့အဲ့ဒီလိုနမိတ်မရှိတဲ့စကားတွေကိုပြောရတာလဲအရှင်မင်းကြီးကျမတို့အတွက်ကျမတို့သားနေသမီးအတွက်စစ်နိုင်ပြီးတေချာပေါက်ပြန်လာရမယ်နော်ကောင်းပါပြီမိဖုရားမင်းစိတ်အေးထားပါငါတေချာပေါက်ပြန်လာခဲ့မယ်လို့ဂရုပေးပါတယ်ကဲငါသွားတော့မယ်နော်ကြံရိတ်ခဲရှာတဲ့မိဖုရားကြီးကတယောက်တည်းရေရောလိုက်တယ်အိုးဖယားသခင်ကိုတော်ကကျွန်တော်မကိုဘယ်လိုစမ်းသပ်မှုတွေပြစ်ထည့်လိုက်တာလဲတစ်ဖက်မှာကျွန်တော်မခင်မွန်းရဲ့အသက်ကအန္တရာယ်ရှိနေတယ်နောက်တစ်ဖက်မှာလည်းကျမရဲ့မွေးကင်းစကလေးနှစ်ယောက်ကရှိနေတယ်ဘသူကိုအရင်ကာကွယ်ရမလဲဆိုတာဘာမှမသိတော့ဘူးဒီလိုနဲ့ဘရင်ကြီးစစ်ထွက်သွားပြီးမကြာမီမှာပဲမိဖုရားကြီးရဲ့အဆောင်ကိုတစ္ဆာရှိတဲ့စစ်သည်တယောက်အသေးအတန်ပြေးဝင်လာပါတယ်မိဖုရားကြီးတကယ်ကိုကြီးမားတဲ့အန္တရာယ်ကကြောက်ရောက်တော့မှာပါအရှင်မင်းကြီးနဲ့မိဖုရားကြီးကိုလှုပ်ကြံမှုအတွက်တိုင်းပြည်ထဲမှာအကြီးအကျယ်ပူပေါင်းကြံစည်နေကြပါတယ်အရှင်မင်းကြီးကတော့အခုစစ်မြေပြင်ကိုထွက်ခွာသွားပါပြီဒါတွေအားလုံးဟာတကယ်တော့အမတ်ကြီးရဲ့လက်ချက်ပါပဲသူကပြင်ပစစ်သည်တွေနဲ့နေသားတွေကိုမြှောက်ပင်ပြီးတော့အခုလိုပုံကန်ထကြွခိုင်းတာပါဒါတွေကြားလိုက်ရတဲ့မိဖုရားကြီးလည်းအံ့ဩထိတ်လန့်သွားခဲ့တယ်ဟင်မင်းဘာတွေပြောနေတာလဲ
အမတ်ကြီးကဘာလို့ဒီလိုလွတ်ရမှာလဲကျွန်တော်ပြောတာတလုံးမကြံအမှန်တွေပါမိဖုရားကြီးမိဖုရားကြီးကိုကျွန်တော်မျိုးတောင်းပန်ပါတယ်အခုချက်ချင်းလှုပ်ဝက်မြေအောင်လမ်းကနေထွက်ပြေးပါတော့ကျွန်တော်မျိုးလည်းမိဖုရားကြီးကိုဒီလိုလာပြောတာပဲတက်နိုင်လို့ခွင့်လွှတ်တော်မူပါစစ်သေးဟာပြောပြီးတာနဲ့ထွက်ခွာသွားခဲ့တယ်အိုးမဖြစ်ဘူးငါရဲ့အရှင်မင်းကြီးကိုရှန်သူ့လက်ထဲတက်ရောက်တဲ့ပြစ်ထားခဲ့ပြီးတော့ဘယ်လိုထွက်ပြေးရမှာလဲငါကသူ့ရဲ့မိဖုရားတစ်ပါးပဲလေမိဖုရားကြီးကို့အတွက်မဟုတ်ရင်တောင်မှမင်းသားလေးနဲ့မင်းသမီးလေးရဲ့အတွက်စဉ်းစားပေးပါဦးမဟုတ်ရင်သူတို့ကမျိုးဆက်တစ်ခုလုံးကိုအမြင့်ဖြတ်တက်ပြစ်ကြပါလိမ့်မယ်အထိန်တော်ကြီးနဲ့မိဖုရားကြီးစကားပြောနေတော့မှပဲလိုဝက်လန်းကနေဒုတိယမြောက်အထိန်တော်တစ်ယောက်ကအသက်ရှူရမတက်မောကြီးပန်းကြီးပြေးဝင်လာခဲ့ပါတယ်မိဖုရားကြီးအခုချက်ချင်းပြေးမှဖြစ်ပါတော့မယ်မဟုတ်ရင်သူတို့အချိန်မရွေးဒီကိုရောက်လာပြီးတိုက်ခိုက်တော့မယ်အထိန်တော်ကြီးငါရဲ့အရှင်မင်းကြီးရောသူအခုဘလို့နေသေးလဲဘာလို့ဘာမှမပြောပဲညင်နေရတာလေသူ့တရင်ပါကြသေးလေမိဖုရားကြီးအချိန်မဖြုံးပါနဲ့တော့ခဏလေးနောက်ကျတာနဲ့အရာအားလုံးဆုံးရှုံးသွားရပါလိမ့်မယ်။အိုးငါအဲ့ဒါတွေကိုမသိချင်ဘူး။မင်းဘာသိထားလဲ။အရှင်မင်းကြီးဘလို့နေလဲဆိုတာပဲပြောစမ်း။မိဖုရားကြီးရဲ့အမေကိုကြတော့အတိန်တော်မလေးကရှိုက်ကြီးတငယ်ငိုကြွေးပြီးတော့ပြောလိုက်တယ်။အရှင်မင်းကြီးမရှိတော့ပါဘူး။အရှင်မင်းကြီးနှဲ့ရွာဆန်သွားပါပြီမိဖုရားကြီး။တရင်စိုးကိုကြားလိုက်ရတဲ့မိဖုရားကြီးလည်းရှင်ခွဲမတဲ့အော်ဟေးလိုက်တော့တယ်။အိုးမဖြစ်နိုင်တာဖယားသခင်ကိုတော်ကကျွန်တော်မရဲ့ခင်မုန်းကိုကျွန်တော်မစီကနေလှူယူလိုက်တာလားမိဖုရားကြီးစိတ်ကိုတင်းထားပါဦးအခုကဝမ်းနဲ့ပူဆွေးနေရမယ့်အချိန်မဟုတ်ပါဘူးမင်းသားလေးနဲ့မင်းသမီးလေးကိုကယ်တင်ဖို့ကအရေးကြီးပါတယ်စီမမိဖုရားကြီးကိုလှုပ်ဝက်လန်းကနေအမြန်ခေါ်သွားလိုက်သွားမိဖုရားကြီးအခုသွားမှဖြစ်ပါမယ်မြန်လှုပ်တော်မူပါအထိန်တော်တွေကအမျိုးမျိုးဖြောင်းပြပြောဆိုပြီးတဲ့နောက်မိဖုရားကြီးနဲ့မွေးကင်းစကလေးနှစ်ယောက်ကိုလှုပ်ဝက်လန်းကနေခေါ်ထုတ်သွားနိုင်ခဲ့ပါတယ်မိဖုရားကြီးကျမဒီထက်ပိုပြီးတော့လိုက်မလာနိုင်တော့ပါဘူးမိဖုရားကြီးဒီလမ်းအတိုင်းဆက်သွားပါဒီလမ်းကတောထဲကိုတိုက်ရိုက်ရောက်ပါတယ်ရှန်သူတွေအဲ့ဒီအထိလိုက်မလာနိုင်ပါဘူးဒါပေမဲ့အထိန်တော်ကြီးမင်းရောဘလို့လုပ်မလဲမင်းတို့အားလုံးအနေရရှိကုန်တော့မှာပေါ့ကျမတို့အတွက်မစိုးရိမ်ပါနဲ့ကျမတို့ရဲ့ကျေးဇူးရှင်အရှင်မင်းကြီးကကျမတို့ကိုကယ်တင်ဖို့အတွက်အဲ့ဒီမိစ္ဆာသေနာပတိနဲ့အမတ်ရုပ်လက်ထဲမှာအသက်ပေးသွားခဲ့တာပါအဲ့ဒါကြောင့်နောက်တစ်ချိန်မှာတိုင်းပြည်ကိုပြန်လဲဥဆောင်မဲ့မင်းသားလေးနဲ့မင်းသမီးလေးကိုကယ်တင်ဖို့အတွက်ကျမတို့ရဲ့အသက်ကိုပေးရမယ်ဆိုရင်လေဝမ်းမြောက်ဝမ်းသာပေးလူပါမယ်ကဲမိဖုရားကြီးနောက်မကြပါစေနဲ့တော့ဖယားသခင်ကမင်းသားလေးနဲ့မင်းသမီးလေးကိုကာကွယ်ပေးပါစေသွားပါတော့မိဖုရားကြီးနှုတ်ဆက်ဥခိုက်ခဲ့ပါတယ်ရှင်အထိန်တော်မလေးကလောဝက်လန်းတွေကိုပြန်ဝင်သွားခဲ့ပြီးမိဖုရားကြီးကတော့ကလေးတွေကိုပွေချီကတော်လန်အတိုင်းထွက်ပြေးလာခဲ့ပါတော့တယ်တစ်ဖက်မှာတော့တစ္ဆာပေါင်းအမတ်ကြီးကနန်းတော်ကိုတင်ပိုက်လိုက်ပါတယ်ဟာနှစ်ပေါင်းများစွာကလေးကမပြေခဲ့တဲ့ငါရဲ့အိမ်မက်ကဒီနေ့တော့ပြေဆုံးသွားပြီဘသူတွေရှိကြလဲအောင်ပွဲခံဖို့ပြင်ဆင်ကြစမ်းဒါပေမဲ့စစ်သေးနာပရိမင်းသာငါဘက်မှမပါရင်ဒီအစီအစဉ်ကဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးဟုတ်ကဲ့အမတ်ကြီးပြောတာမှန်ပါတယ်အဲ့ဒါကြောင့်လေဒီတိုင်းပြည်တည်းရဲ့ဒေနာပရိချုပ်ဖြစ်ကျွန်တော်ကိုပဲခန့်အပ်ရမှာပေါ့ဟုတ်တယ်မလားကဲဘယ်လိုလဲဒေနာပရိချုပ်ယာရုတစ်ခုတည်းနဲ့တင်မင်းကကြည်နဲ့မှာလားမင်းဘာတွေတက်လို့ကျင်နေသေးတာလဲငါတိုင်းပြည်ရဲ့တစိမ့်တစ်ပိုင်းကိုရောလားဟုတ်ပါတယ်အဲ့ဒါကလေကျွန်တော်ရဲ့ရပိုင်ခွင့်ပဲလေဒီမှာမင်းကငါရဲ့မိတ်ဆွေမလို့ငါဒါတွေကိုပြောပြနေတာနော်မင်းငါနဲ့ရန်ဖြစ်ရင်ဘယ်လိုအကျိုးဆက်တွေကြုံရမလဲဆိုတာလေသတိရအောင်မင်းဘာလို့ကျင်တာလဲရက်ဆက်တဲ့ဘရင်တယောက်ရဲ့တိုင်းပြည်ခွဲတန်းလားဒါမှမဟုတ်တိုင်းပြည်ရဲ့အမတ်ချုပ်ယာရုလားအမတ်ကြီးရဲ့ချင်းချောက်စကားကြောင့်တေနာပတိဟာကြောက်ရွံ့တုန်လှုပ်သွားပါတယ်ဟိုကျွန်တော်မျိုးဘာကိုမှထပ်ပြီးမလို့ကျင်တော့ပါဘူးအမတ်ကြီးအမိန့်ရှိတဲ့အတိုင်းပါပဲအမတ်ကြီးခိုင်းတာအကုန်လုပ်ပါမယ်အေးအခုမှလမ်းမှန်ကိုရောက်လာတာကိုကဲသွားစမ်းထွက်ပြေးသွားတဲ့မိဖုရားကြီးနဲ့သူ့ရဲ့မွေးကင်းစာကလေးတွေကိုရှာပြီးခေါ်လာခဲ့ဒီတိုင်းပြည်မှာရှေးမင်းဆက်ရဲ့မျိုးဆက်ဆိုတာတယောက်မှမကြံစေရဘူးကျူပင်ခုတ်ကျူငုတ်ပါမကြံအောင်ရှင်းလင်းရမယ်ဒေနာပရိဟာစစ်သားတွေကိုခေါ်ပြီးတော့ထွက်သွားခဲ့တယ်တစ်ဖက်မှာတော့မိဖုရားကြီးကတောနတ်ထဲကိုရောက်ရှိနေပါပြီပတ်ဝန်းကျင်တစ်ခုလုံးကလည်းကြောက်စရာကောင်းလိုက်တာဖယားငါဒီကလေးတွေနဲ့ဒီမှာဘယ်လိုရှင်တန်ရမှာလဲ
တော်ရိုင်းတရိစံတွေရဲ့အော်တန်တွေကလည်းတိတ်ကိုကြောက်စရာကောင်းနေလိုက်တာမိဖုရားကြီးအဲ့ဒီလိုတွေးနေတော့မှပဲဒေါ်တွေကနေကြောက်စရာကောင်းတဲ့တရိစံတကောင်ထွက်ပေါ်လာပါတယ်ဖုရားကြီးဘလို့လုပ်ရမလဲငါကလေးတွေကိုငါဘလို့ကာကွယ်ရမလဲဘယ်သူမှလည်းမရှိဘူးဖုရားသခင်ကိုတော်ပဲကဲ့တင်တော်မူပါကျမမကိုတော်ကလွယ်လို့ဘယ်သူမှမရှိတော့ပါဘူးမိဖုရားကြီးကကြောက်လန့်တကြားနဲ့သူ့ရဲ့ကလေးနှစ်ယောက်ကိုရှင်ခွင်ထဲမှာတစ်ပေါင်းပိုက်ထားလိုက်တယ်အဲ့ဒီအချိန်မှာပဲနတ်သမီးတစ်ပါးဟာကိုတင်ပြလာပြီးတော့သူ့ရဲ့တကူနဲ့ကြားကြီးကိုမောင်းထုတ်ပေးလိုက်ပါတယ်မိဖုရားကြီးလည်းနတ်သမီးလေးကိုတိတ်ကိုကျေးဇူးတင်သွားခဲ့တယ်ကျေးဇူးတင်ပါတယ်နတ်သမီးလေးရေအတင်နတ်သမီးကတိတ်ကိုစိတ်ထားကောင်းတာပဲအတိန်တော်ရီစီကနေနတ်သမီးတွေအကြောင်းအများကြီးကြားမှုပါတယ်ဒီတောဆောင်တဲ့နတ်သမီးကတိတ်ကိုစိတ်ထားကောင်းတဲ့အခုနတ်သမီးကြောင့်ကျမရဲ့ကလေးတွေအသက်ချမ်းသာရာရှားခဲ့ပါပြီဒီကျေးဇူးကိုဘယ်တော့မှမမေ့ပါဘူးမလိုပါဘူးမိဖုရားကြီးရေဒုက္ခရောက်နေသူကိုကူညီရမှာကျမရဲ့တာဝန်ပါမိဖုရားကြီးတို့အမြဲတမ်းပျော်ရွှင်ပါစေလို့ဆုတောင်းပေးပါတယ်ကျမသွားတော့မယ်နော်ကျမရဲ့ကလေးတွေလည်းစောင့်နေကြတော့မှာနတ်သမီးလေးကမိဖုရားကြီးနဲ့ကလေးငယ်တွေကိုဘေးရနေရကနေကဲတင်ပေးခဲ့ပြီးနောက်မှာတော့နူးညံ့တဲ့အပြုံးနဲ့နှုတ်ဆက်စကားဆိုပြီးထွက်သွားပါတော့တယ်တစ်ဖက်မှာတော့နန်းတော်ထဲမှာတစ္ဆာပေါက်အမတ်ကြီးကဒေါသတကြီးနဲ့အော်ဟစ်နေပါတယ်ဒါဘာတွေဖြစ်နေတာလဲမင်းတို့တွေဘာလို့ဒီမှာငြိမ်ပြီးရက်နေကြတာလဲမိဖုရားကြီးနဲ့မွေးကင်းစားကလေးတွေဘဲမှလဲလို့ငါမေးနေတယ်လေအရှင်မင်းကြီးကျွန်တော်မျိုးတို့နေရာအနှံ့ရှာဖွေခဲ့ပါတယ်ဒါပေမဲ့သူတို့လုံးဝရှာမတွေ့ခဲ့ပါဘူးဖေဟာဘာရှာမတွေ့ဘူးဟုတ်လားဒါဟာဘလောက်ထိကြောက်စရာကောင်းတဲ့အကျိုးဆက်တွေဖြစ်လာမလဲဆိုတာမင်းတို့သိလားအေးလေငါအမှန်တိုင်းပြောရရင်မိဖုရားကြီးရဲ့အရင်ကြီးဆုံးအထိန်တော်မနှစ်ယောက်ကိုတော့လိုဝခန်းထဲမှာငါတို့ဖမ်းမိထားတယ်လေကဲဘာဆောင်နေရလဲအခုချက်ချင်းအဲ့ဒီမိန်းမနှစ်ယောက်ကိုငါရှိခေါ်လာခဲ့စမ်းအမတ်ကြီးရဲ့အမိန့်ကြောင့်စစ်သည်တွေကထိန်းတော်မလေးနှစ်ယောက်ကိုအတင်းအဓမ္မဆွဲခေါ်လာပြီးအမတ်ကြီးရှေ့မှာဒူးထောက်စေလိုက်ပါတယ်လွတ်ပါကျမတို့လွတ်ပေးကြပါကျမတို့ကိုလွတ်ပါလို့ပြောနေတယ်လေဟာသူတို့ကိုလွတ်ပေးရမယ်တဲ့ငါရှိကနေသူတို့ဘယ်လိုများထွက်ပြေးမလဲဆိုတာငါကြည့်ချင်သေးတယ်ဟေးမိစ္ဆာအမတ်ယုတ်နင့်ကိုနင်ဘာရီထင်နေတာလဲငါတို့ရဲ့အရှင်မင်းကြီးကိုတက်လိုက်ရုံနဲ့နင်လွတ်မြောက်မယ်ထင်နေလားဘယ်တော့မှမဖြစ်နိုင်ဘူးဒီနေ့ကျရင်ငါတို့ရဲ့မင်းသားလေးကတေချာပေါက်ပြန်လာလိမ့်မယ်အမတ်ကြီးကတော့ရက်ဆက်စွာလှောင်ပြောင်လိုက်တယ်ဟာဘယင်တောင်မရှိတော့တာမင်းသားဆိုတာဘယ်ကနေထွက်လာမှလဲကဲအခုချက်ချင်းပြောစမ်းမိဖုရားကြီးနဲ့အဲ့ဒီကလေးတွေပဲမှလေမြန်ပြောစမ်းကျမတို့အသေးပဲခံလိုက်မယ်ဘာကိုမှမပြောနိုင်ဘူးဘယ်တော့မှလည်းပြောမှာမဟုတ်ဘူးအရှင်မင်းကြီးအမိန့်သာပေးလိုက်ပါအခုချက်ချင်းသူတို့ရဲ့ခေါင်းကိုနဲ့အပြက်ဖြတ်ပြစ်လိုက်ပါမယ်နေအောင်မတတ်နေအောင်သူတို့ကိုထောင်ထဲကိုပို့လိုက်စမ်းသူတို့အမှန်တိုင်းဝန်ခံလာတဲ့အထိအမျိုးမျိုးနှိပ်စက်လိုက်စမ်းအမကြီးကရက်ဆက်စွာရှိမောလိုက်ပါတယ်တစ်ဖက်မှာတော့ဒိန်းတော်မလေးတွေဟာမိဖုရားကြီးကိုကာကွယ်ဖို့အတွက်နာကျင်မှုတွေကိုအန်တုဖို့ပြင်ဆင်နေကြရပါတယ်အမကြီးရေဂယုဏထားပါအောင်သူတို့ကိုထပ်ပြီးမနှိပ်စက်ပါနဲ့တော့သူတို့ကိုခွင့်လွှတ်ပေးပါရှင်ဘာပြောတယ်ဂယုဏဟုတ်လားဒါကဘယ်လိုရည်စရာဟာတာမျိုးလဲတစ်ဖက်မှာတော့ညနေဆောင်အချိန်ကိုရောက်လာပါပြီတောထဲမှာမိဖုရားကြီးကကလေးနှစ်ယောက်ကိုပိုက်ပြီးအခက်တွေ့နေရပါတယ်ဖုရားညအိုတောင်ရောက်နေပြီနေစရာနေရာလေအခုထိမတွေ့သေးဘူးဒီလိုအိတ်ဆက်လာတဲ့ညမှာငါကလေးတွေနဲ့ဘယ်လိုနေရမလဲဆိုတာဘာမှတွေးလို့မရတော့ဘူးမိဖုရားကြီးတယောက်တည်းတောကရောက်နေတော့မှပဲသူမရဲ့အနာကိုအပွားကိုတယောက်ရောက်ရှိလာပါတယ်ဟင်အပွားကဘယ်ကနေရောက်လာတာလဲမိဖုရားကြီးစကားပြောနေတော့မှပဲအပွားဦးဟာမိဖုရားကြီးရဲ့ရင်ခွင်ထဲကမင်းသားလေးကိုချီပြီးချော့မြူလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမင်းသားလေးဟာတခစ်ခင်နဲ့သဘောကျကရှီမောလိုက်ပါတော့တယ်။အိုးကျမသားကလေးရဲ့ဖြူစင်တဲ့ရှီမောသံမျိုးကိုကျမတခါမှမကြားဘူး။အဖွားကဘယ်သူလဲရင်အဖွားဒီနေ့အဖွားကကျမရဲ့သားလေးမျက်နှာပေါ်မှာအပြုံးတွေဆင်ပေးလိုက်တာပဲ။ဒါနဲ့အဖွားကကျမတို့ကိုဘယ်ကိုခေါ်သွားမလို့လဲ။မိဖုရားကြီးကအဖွားကိုနောက်ကိုတုံဆိုင်နဲ့လိုက်သွားခဲ့ပါတယ်။အဖွားကျမကိုပြောပါဦးကျမဘယ်လိုဒုက္ခတွေကိုရောက်နေတာလဲကျမကိုပြောပါဦးလို့အဖွားဦးဟာဘာမှပြန်မပြောဘဲတိတ်တဆိတ်ပဲလှမ်းရှောင်နေပါတယ်နောက်ဆုံးမှာတော့မိဖုရားကြီးကိုတောထဲကတဲကလေးတစ်လုံးစီခေါ်ဆောင်သွားပါတော့တယ်
ဒီတော့မှပဲမိဖုရားကြီးကလည်းနားလေသွားခဲ့တယ်အဖွားကကျမကိုတီးကိုခေါ်ခြင်းလို့ကိုတကယ်ပဲဖယားသခင်ကအဖွားကိုကျမစီဆေးလွတ်လိုက်တာနေမှာပါကျမဒုက္ခရောက်ပြီးနားခိုစရာနေရာမရှိတဲ့အချိန်မှာအဖွားကအကူညီလိုက်တာပဲမိဖုရားကြီးကကျေးဇူးတင်လွန်လို့အဖွားကိုဖတ်ပြီးငိုကြွေးလိုက်ပါတော့တယ်တပတ်မှာတော့စစ်သားတွေဟာအမတ်ကြီးစီကိုတရင်ပို့နေပါတယ်အရှင်မင်းကြီးအဲ့ဒီအထိန်တော်တွေကဘယ်လို့မှနှုတ်မဟကြဘူးဖေဟာဘာပြောတယ်မင်းတို့ကိုဒီလောက်သေးငယ်တဲ့အလုပ်လေးတစ်ခုခိုင်းတာတော့မလုံနိုင်ကြဘူးလားဒါဆိုမင်းတို့ကိုအလုပ်ခံထားတာဘာအသုံးကြမှာလဲကျွန်တော်မျိုးတို့ကိုရှုံကြည့်ပါဖေဟာညီမျိုးစုံနဲ့စူးစမ်းခဲ့ပြီးမြဲသူတို့ကကိုဘာမှမပြောကြတာပါမလို့ချင်ဘူးငါဘာစင်ကြီးမှမကြားချင်ဘူးဒီညအတွင်းမှာမိဖုရားကြီးနဲ့အဲ့ဒီကလေးတွေကိုငါရှိအမောက်ခေါ်လာခဲ့စမ်းမဟုတ်ရင်မင်းတို့ရဲ့ခေါင်းကိုငါကိုယ်တိုင်ဖျက်ပြမယ်မဟုတ်တာအရှင်မင်းကြီးရေဒီလောက်ကြီးမားတဲ့အပြစ်ကိုတော့မပေးပါနဲ့ကျွန်တော်မျိုးတို့မိဖုရားကြီးကိုတေချာပေါက်ရှာဖွေပြီးခေါ်လာပါမယ်အေးဒါဆိုလေအခုချက်ချင်းသွားရှာကြစမ်းအမတ်ကြီးကစစ်သားတွေကိုနှင်ထုတ်လိုက်ပါတယ်တစ်ဖက်မှာတော့တဲကလေးတွေမှာအဖွားဒီတိုးလေးမှာငှက်ပြောသီးတွေကိုဘယ်ကနေရအောင်ယူလာတာလဲကျမအတွက်တီးတဲ့ယူလာပေးတာပေါ့ဖယားအဖွားကကျမနဲ့ဘာမှမတော်ဆက်ဖဲနဲ့ကျမပေါ်ဘာလို့ဒီလောက်တောင်ကျင်နာရတာလဲသွေးသားတော်ဆက်နေတဲ့ဆွေမျိုးရင်းချတွေလိုမျိုးနှွေးထွေးမှုကိုပေးနေတာပါပဲလားဟိုရုပ်မာတဲ့သေနာပတိနဲ့အမတ်ကြီးကတော့လူသားချင်းဖြစ်ပါလျက်နဲ့သိတ်ကိုရက်ဆက်ကြတာပါပဲဝမ်းမနေပါနဲ့သမီးလေးရေမငိုပါနဲ့အဖွားရှိတယ်လေသမီးနဲ့သမီးရဲ့ကလေးတွေကိုအဖွားကပဲတည်တည်ချာချာစောင့်ရှောက်ပေးပါမယ်အဖွားကကျမနဲ့ဘာမှမတော်ဆက်ဖဲနဲ့ကျမကလေးတွေကိုတကယ်ပဲစောင့်ရှောက်ပေးမှလားယင်အဖွားတယောက်တည်းမဟုတ်ပါဘူးသမီးရဲ့နှလုံးသားထဲမှာလူသားဆန်မှုရှိတဲ့သူတိုင်းကသမီးရဲ့ကလေးတွေကိုဝိုင်းဝန်းစောင့်ရှောက်ပေးကြမှာပါထူးဆန်းလိုက်တာဒါပေမဲ့အဖွားကျမရဲ့ကလေးနှစ်ယောက်လုံးကိုဘယ်လိုများထိန်းချောင်းပေးနိုင်မှာလဲအိုးဒါကခက်ခဲတဲ့ကိစ္စမှမဟုတ်တာသမီးရဲ့ကလေးတွေလိုပဲအဖွားမလည်းတစ်ချိန်ကမြင်းလေးတွေရှိခဲ့ဘူးပါတယ်ဒါပေမဲ့အခုတော့သူတို့တွေဒီလောကမှာမရှိကြတော့ဘူးလေအဖွားရဲ့မျက်လုံးထဲမှာဝမ်းနဲ့ရိတ်တွေပေါ်လာပါတယ်အိုးမငိုပါနဲ့အဖွားရဲ့ဘာလို့ငိုနေတာလဲကြည်ပါကျမရှိတယ်လေဒီနေ့ကစပြီးတော့အဖွားကျမရဲ့အမေပါပဲကျမရဲ့ကလေးတွေကလည်းအဖွားရဲ့မြင်းလေးတွေပါပဲဒီလိုနဲ့ဒေါ်တွေကတဲကလေးထဲမှာမိဖုရားကြီးနဲ့အဖွားတို့ဟာရင်းနှီးတဲ့တန်ရုံစင်တွေစတင်ဖြစ်ပေါ်နေပါတယ်မိဖုရားကြီးဟာသူမရဲ့ရင်သွေးလေးတွေကိုအဖွားအိုထံယုံကြည်စိတ်ချစွာအံ့နံမှုဆုံးဖြတ်လိုက်ပါတယ်ကြည့်ပါဦးအဖွားအခုဆိုရင်အဖွားကကျမရဲ့အမေရင်းပဲကျမရဲ့ကလေးတွေကလည်းအဖွားရဲ့မြည်ကလေးတွေပဲနော်ဟုတ်ပါပြီသမီးရဲ့သမီးသိလားအဖွားလည်းအရင်တော့ကဒီအိမ်လေးထဲမှာမြည်လေးတွေကိုတိတ်ပြီးတော့တချင်းဆိုပြခဲ့ဘူးတယ်သူတို့လေးတွေထွက်ခွာသွားတဲ့နေရာစပြီးအဖွားဒီမှာတယောက်တည်းနေလာခဲ့တာဒါပေမဲ့ဒီနေရာစပြီးသမီးတို့အားလုံးနဲ့အတူဒီမှာအတူနေကြမယ်လीဟုတ်ကဲ့ပါအဖွားကျမတို့လည်းဒီမှာပဲနေပါမယ်ကဲသမီးလည်းပင်ပန်းနေပြီခဏလောက်အနားယူလိုက်အောင်အဖွားမြည်လေးတွေကိုကြိတ်ထားပေးပါမယ်အမေဟိုအမေတယောက်တည်းသူတို့နှစ်ယောက်လုံးကိုထိန်းနိုင်ပါမလားယင်စိတ်မပူပါနဲ့သမီးရဲ့အမေထိန်းနိုင်ပါတယ်ဒီလိုနဲ့မိဖုရားကြီးကအဖွားကိုသူမရဲ့အမေရင်တယောက်လိုသဘောထားဆက်ဆံมาတော့တယ်တစ်ဖက်မှာတော့တောထဲမှာမိဖုရားကြီးကိုလိုက်ရှာနေတဲ့စစ်သားတွေဟာအချင်းချင်းတိုင်ပင်နေကြတယ်ဒီလိုဆိုရင်ဘယ်လိုလုပ်မလဲမိဖုရားကြီးကိုဘယ်နေရာမှရှာမတွေ့သေးဘူးဒီအတိုင်းစကားပြောနေုံနဲ့တော့အလုပ်မဖြစ်ဘူးဘယ်လိုနည်းနဲ့ဖြစ်မိဖုရားကြီးကိုရှာတွေ့မှဖြစ်မယ်မဟုတ်ရင်အမတ်ကြီးကငါတို့ကိုတတ်ပြစ်လိမ့်မယ်သူတို့ပြောစမ်းသူကပရိုဒက်ကတိုင်းပြည်ရဲ့အမတ်တယ်မဟုတ်တော့ဘူးအခုသူကဘယင်ဖြစ်နေပြီလေဟုတ်ပါရဲ့ငါတို့ရဲ့အရှင်မင်းကြီးကိုစုံရှုံလိုက်ရတော့ငါတို့လည်းခိုးရမယ်ဖြစ်ကုန်ပြီဒီဘယင်တစ်ကငါတို့အပေါ်ဘာတွေထက်လုံအောင်မလဲမသိဘူးသတိထားအဲ့ဒီလိုစကားမျိုးပါဇက်ကနေအပြင်မထွက်စေနဲ့ကိုအကျိုးစီးပွားအတွက်ဘယင်ကိုယ်တော်တည့်ရဲတွေသူကငါတို့လိုလူတွေကိုတတ်ဖို့ဆိုတာဝင်လေးမှမဟုတ်ဘူးလာမိဖုရားကြီးကိုအရင်ရှာကြစို့စစ်သားတွေကတောထဲမှာနေရာနဲ့လိုက်ရှာကြတယ်ရှာရင်ဖွင့်ရင်းနဲ့မိုးတောင်လင်းသွားခဲ့ပါပြီမနက်ခင်းရောက်တဲ့အခါမှာတော့တဲကလေးထဲမှာမိဖုရားကြီးနိုးလာပြီးအဖွားကိုတွေ့လိုက်ရတယ်အမေဒီညလုံးမအိပ်ဘူးလားယင်မအိပ်ပါဘူးသမီးရဲ့သမီးနဲ့မြီးလေးတွေအိပ်နေတော့
အမေကစောင့်ကြည့်ပေးနေတာကြည်နေရင်နဲ့မိုးတောင်လင်းသွားပြီအမေစောင့်ကြည့်ပေးနေလို့လေကျမတို့စိတ်အေးလက်အေးအိပ်ပျော်သွားနေတာပါအမေရဲ့အမေကသမီးတို့ရဲ့တာဝန်ကိုယူထားတာပဲလေဒီလောက်လုပ်ပေးရလို့အမေမအပန်းမကြည့်ပါဘူးကွယ်ကျေးဇူးတင်ပါတယ်အမေအခုသမီးရဲ့သားလေးကိုကြည့်ထားလိုက်ပါဦးနော်မင်းသမီးလေးကိုကြည့်ပြီးအပြင်မှာခဏလမ်းလျှောက်သွားလိုက်ဦးမေဟုတ်ပါပြီသမီးရဲ့စိတ်ချအမေသမီးရဲ့သားလေးကိုခယူဆိုင်ထားပါမယ်မိဖုရားကြီးကမင်းသားလေးကိုအဖွားအုံနဲ့ထားခဲ့ပြီးတော့မင်းသမီးလေးကိုပွေချီကရေကန်ရှိရာဘက်လမ်းလျှောက်ထွက်လာခဲ့တယ်ဒါပေမဲ့ကန်ဆူးစွာနဲ့ပဲစစ်သားတွေကသူမကိုတွေ့သွားပါတော့တယ်ဟာဟိုမှာကြည့်စမ်းအဲ့ဒါမိဖုရားကြီးပဲလာအခုပဲဖမ်းကြစို့စစ်သားတွေကမိဖုရားကြီးကိုဝိုင်းထားလိုက်ကြပါတယ်မင်းတို့ဒီကိုရောက်နေကြတယ်မိဖုရားကြီးအခုကျွန်တော်တို့နဲ့အတူနန်းတော်ကိုပြန်လိုက်ခဲ့ရပါမယ်ရှက်စရာကောင်းလိုက်တာအရှင်မင်းကြီးကမင်းတို့ကိုသားသမီးတွေလိုကျွေးမွေးစောင့်ရှောက်ခဲ့တာလေအခုတော့အဲ့ဒီကျေးဇူးတွေကိုမေ့ပြီးငါ့ကိုလာဖမ်းကြတယ်ပေါ့ခွလို့ပါမိဖုရားကြီးကျွန်တော်တို့မှလည်းအမိန့်ကြောင့်လုံနေရတာပါမိဖုရားကြီးကိုခွတ်မသွားနိုင်ရင်ဘယင်ကကျွန်တော်တို့ကိုတက်ပြပါလိမ့်မယ်မင်းတို့တွေကဘယ်လောက်တောင်အတ္တကြီးလိုက်ကြတယ်လဲငါမင်းတို့နဲ့လုံးဝလိုက်မလာနိုင်ဘူးမင်းတို့ငါ့ကိုဘယ်လိုများခေါ်သွားမလဲဆိုတာကြည့်ကျင်သေးတယ်ဒါဆိုရင်တော့မိဖုရားကြီးကျွန်တော်တို့တခြားနီလန်300ပါလိမ့်မယ်ဘာပြောတယ်မင်းတို့ကငါ့ကိုရိုက်နဲ့နှိပ်စက်ပြီးခေါ်သွားမလို့လားကျွန်တော်တို့မှာရွှေချေစရာမရှိပါဘူးလိုအပ်ရင်တော့အဲ့ဒီလိုပဲလုပ်ရပါလိမ့်မယ်အေးလေမင်းတို့ကဒီလိုပဲလုပ်ချင်တယ်ဆိုရင်လေငါ့ကိုခေါ်သွားကြပေါ့ဒါပေမဲ့မိဖုရားကြီးမင်းသမီးလေးကတော့ကျွန်တော်တို့နဲ့ပါလာပါပြီမင်းသားလေးကရောဘယ်မှာလဲသူဒီမှာမပါပါလားမိဖုရားကြီးကစိတ်ထဲကနေတွေးလိုက်တယ်မဖြစ်ဘူးဘယ်လိုနည်းနဲ့မစိုးငါသားလေးကိုတော့ငါကာကွယ်ရမယ်လိုအပ်ရင်ငါလိန်ညာပြောရမယ်မိဖုရားကြီးဘာလို့တိတ်နေရတာလဲမင်းသားလေးဘယ်မှာလဲဆိုတာပြောစမ်းပါမိဖုရားကြီးကငိုယိုဟန်ဆောင်လေးရဲ့ပြောလိုက်တယ်ငါသားလေးကိုမင်းတို့ခေါ်သွားလို့မရတော့ဘူးမင်းတို့မရောက်လာခင်လေးတင်စာကြီးတကောင်ထွက်လာပြီးတော့ငါရင်ခွင်ထဲကသားလေးကိုဆွဲယူသွားပြီကဲငါ့ကိုခေါ်သွားကြတော့ငါခင်ပွန်းလည်းမရှိတော့ဘူးသားလည်းမရှိတော့မှတော့ငါအသက်ရှင်နေလေဘာထူးမှလဲမိဖုရားကြီးကရှာကြီးတငယ်ကိုကြွေးပြလိုက်ရအောင်စစ်သားတွေလည်းယုံကြည်သွားပြီးတော့သူမကိုအတင်းအဓမ္မနန်းတော်စီခေါ်ဆောင်သွားကြပါတယ်သားလေးဘေးကင်းပါစေကွယ်အမေယုံကြည်ပါတယ်အဘွားကသားကိုတေချာပေါက်စောင့်ရှောက်ပေးမှာပါအဘွားကိုယုံပြီးသားလေးကိုတော်ထဲမှာအမေထားခဲ့ပေးရစီကွယ်နန်းတော်ကိုရောက်တဲ့အခါတစ္ဆာပေါက်အမတ်ကြီးကမိဖုရားရဲ့စကားကိုကြားပြီးလှောင်ကြည့်ပါတော့တယ်ဟာဟာမင်းသားလေးကိုကြားဆွဲသွားပြီဟုတ်လားဝမ်းသာလိုက်တာမရည်စမ်းနဲ့မိစ္ဆာယုတ်နင်အခုလိုရည်နေတာဟာဒီနေ့မှနင်ပျက်စီးရမယ်နမိတ်မယ်ဘာနင်ကများငါ့ကိုဒီလိုပြောရတယ်ပေါ့အခုချက်ချင်းနင်ကိုငါတက်ပြစ်လို့ရတယ်ဆိုတာသိရလားသိတာပေါ့နင်လိုသူရဲကောင်းမဟုတ်တဲ့ကောက်ကြည့်ရုံမာပြီးနောက်ကျောဓာတ်နဲ့ထိုးတဲ့လူမျိုးပါပဲဒါမျိုးကိုလှုပ်တတ်တာလေနင်ဒါပဲလှုပ်တတ်တာနင်ရင်ထဲမှာကြောက်စိတ်တွေပြည့်နေတာကိုငါသိတယ်တစ္ဆာပေါက်အမေကြီးကမိဖုရားကြီးရဲ့စကားကိုကြားတဲ့အခါအန်ကျေးပြီးတော့တုံပြန်လိုက်တယ်မင်းသားလေးတည်သွားတော့လေဘာဖြစ်လဲမင်းသမီးလေးကအသက်ရှင်နေသေးတယ်မလားဟိဘသူရှိလဲမိဖုရားကြီးလက်ထဲကမင်းသမီးလေးကိုလူယူလိုက်စမ်းပြီးရင်အဲ့ဒီကလေးကိုမြေမြုပ်တက်ပြစ်လိုက်မှန်လားပါအရှင်မင်းကြီးအခုချက်ချင်းပဲသွားပြီးတော့မြုပ်နှံလိုက်ပါမယ်မိဖုရားကြီးလည်းသူ့ရဲ့သမီးကလေးကိုမြေမြုပ်တက်မယ်ဆိုတော့ငိုယိုတောင်းပန်มาတော့တယ်မလုပ်ပါနဲ့မလုပ်ပါနဲ့ဖယားသခင်ကိုလည်းငဲ့ညာပါအောင်ဖယားသခင်မျက်နှာကိုထောက်ထားပြီးတော့ဒီလောက်ထိရက်ဆက်တဲ့အလုပ်မျိုးကိုမလုပ်ပါနဲ့အမတ်ကြီးဟာဟာငါကဘသူ့ကိုမှမကြောက်ဘူးနင်ကိုတက်ပြစ်လိုက်ရုံနဲ့ငါမှဘာထူးမှလဲအဲ့ဒီအစားနင်ကိုတစ်သက်လုံးတစိမ့်စိမ့်နာကျင်အောင်ငါလုပ်မယ်အဲ့ဒါမှငါကသူရဲကောင်းဟုတ်လားမဟုတ်လားဆိုတာမင်းသားလေသွားမှာပေါ့ဟေးစစ်သားတွေမိဖုရားကြီးကိုအမောင်ထောင်ထဲမှာသွားပိတ်ထားလိုက်စမ်းသူတည်တဲ့အထိအဲ့ဒီထဲမှာပဲနေစေရမယ်အမတ်ကြီးရဲ့လက်ပါစိတ်အစေခံတွေဟာမိဖုရားကြီးလက်ထဲကမင်းသမီးလေးကိုဆွဲယူပြီးတော့ဒေါနတ်ကြီးထဲမှာမြေချင်းတူကမြုပ်နှံလိုက်ကြပါတော့တယ်အမတ်ကြီးကအမိန်ပေးပြီးထွက်သွားပါတယ်စစ်သားတွေကမိဖုရားကြီးကိုအမောင်ထောင်ထဲဆွဲခေါ်သွားကြတယ်မိဖုရားကြီးလည်းဝမ်းနေစွာနဲ့ငိုကြွေးတော်တာပေါ့ငါရဲ့သမီးလေးဘာဖြစ်သွားပြီလဲမသိဘူး
ဖယားကိုတော့ဝဲကျွန်တော်မှရှုံးကြည့်ပါတယ်တားနဲ့သမီးလေးကိုကာကွယ်ပေးတော်မူပါတနေ့ကျရင်သူတို့ပြန်လာပြီးသူတို့ဖခင်အတွက်ကလေးစားချီနိုင်ကြပါစေတစ်ဖက်မှာတော့အဖွားကရေကန်ပြီးမှမိဖုရားကြီးကိုလိုက်ရှာနေပါတယ်ဒါပေမဲ့သူဘယ်လိုပဲရှာမိဖုရားကြီးကိုမတွေ့ရပါဘူးသမီးဘယ်ကိုရောက်သွားတာလဲတခုခုများဒုက္ခရောက်နေပြီလားအဖွားကနေရအနှံ့ပတ်ရှာပြီးအော်ဟစ်ခေါ်နေရှာတယ်သမီးဘယ်မှာလဲဘယ်ကိုများရောက်သွားတာလဲသမီးရေအဖွားရှာရင်ဖွေရင်နဲ့မင်းသားလေးရဲ့ငိုတန်းကိုကြားလိုက်ရပြီးအပြေးအလွှာပြန်သွားခဲ့တယ်တိတ်မငိုပါနဲ့သားလေးရေအဖွားရှိတယ်နော်အဖွားဟာမိဖုရားကြီးနဲ့မင်းသမီးလေးပဲရောက်သွားလဲဆိုတာသိချင်တာကြောင့်သူမမွေးထားတဲ့ကြက်တူရွေးလေးကိုခေါ်လိုက်ပါတယ်ကြက်တူရွေးလေးလာပါဦးမင်းဒီအဖွားကိုမိသွားပြီလားမမိပါဘူးအဖွားရေကျွန်တော်ဘာလုပ်ပေးရမလဲပြောပါမင်းကိုအလုပ်တစ်ခုခိုင်းညလို့ပါကွယ်အဖွားဟာကြက်တူရွေးလေးကိုအကျိုးအကြောင်းတွေပြောပြလိုက်ပါတယ်ကျွန်တော်ဘာလုပ်ပေးရမလဲဖွားမင်းသတင်းသွားယူပေးပါမိဖုရားကြီးနဲ့မင်းသမီးလေးအခုဘယ်မှာလဲဆိုတာသွားကြည့်ပေးပါကွယ်ဟုတ်ကဲ့ပါအဖွားကျွန်တော်တေချာပေါက်သတင်းယူလာခဲ့ပါမယ်ကျတူရွေးလေးရတပင်တပင်ကနေတပင်ကိုပြန်တန်းရင်နောက်ဆုံးမှာတော့နန်းတော်တဲကိုရောက်သွားခဲ့ပါတယ်နန်းတော်ထဲမှာဒိန်းတော်မလေးတွေစကားပြောနေတာကိုသူကခိုးပြီးတော့နားထောင်လိုက်တယ်တစ်ဖက်မှာလည်းအဖွားဟာစိုးရိမ်တကြီးစောင့်နေရတာပေါ့မိဖုရားကြီးနဲ့မြီးမလေးဘယ်ရောက်နေကြတာလဲသားလေးနဲ့ဝေးနေရတာဘယ်လောက်တောင်စိတ်ဆင်းရဲနေရှာပါမလဲနန်းတော်ထဲမှာတော့အထိန်တော်တွေကစကားပြောနေကြတယ်ဟိုအမက်ယုံနဲ့သူ့မိမကတကယ်ကိုကြောက်စရာကောင်းနေကလေးလေးကိုမြေမြုပ်တက်လိုက်ပြီးတော့မိဖုရားကြီးကိုတော့အမောင်ထောင်တဲပိတ်ထားတယ်တဲ့ကျတူရီလေးကအကြောင်းစုံကိုကြားပြီးတော့အဖွားကိုစီကိုအမြန်ပြန်ပြေးလာခဲ့တယ်တရိယာခဲ့ပြီလားကျတူရီလေးမိဖုရားကြီးနဲ့မင်းသမီးလေးပဲမလဲဟုတ်ကဲ့အဖွားမိဖုရားကြီးကိုတော့အမက်ယုတ်ကအမောင်ထောင်ထဲမှာပိတ်ထားလိုက်ပါပြီမင်းသမီးလေးကိုတော့မြေမြုပ်ပြီးတက်ပစ်လိုက်ပါပြီတဲ့ဒါကိုကြားတဲ့အခါမှာတော့အဖွားကိုလည်းထိတ်လန့်သွားခဲ့တယ်ဘာမင်းဘာတွေပြောနေတာလဲကျတူရီလေးဟုတ်ပါတယ်အဖွားကျွန်တော်ကိုယ်တိုင်အထိန်တော်တွေစကားပြောနေတာကိုကြားခဲ့တာပါကျွန်တော်သွားတော့မယ်နော်ကျတူရီလေးထွက်သွားတဲ့အခါမှာတော့အဖွားဟာရှက်ကြီးတငယ်ငိုကြွေးပါတော့တယ်ဖယားသခင်ကိုတော်ကဘာလို့ဒီလိုတွေလုပ်ရတာလဲမိဖုရားကြီးကိုဘာလို့ဒီလောက်တောင်ကြီးမားတဲ့ဆင်းရဲဒုက္ခတွေပေးရတာလဲအဖွားဟာဝမ်းနေစွာငိုကြွေးနေရှာပါတယ်တစ်ဖက်မှာတော့မိဖုရားကြီးကလည်းအမောင်ထောင်ထဲမှာငိုကြွေးရင်းဆုတောင်းနေပါတယ်မိဖုရားကြီးဟာစွတ်ထိုင်းမိုင်းလာတဲ့အမောင်ထောင်ထဲမှာတကိုယ်တည်းထိုင်ပြီးဝမ်းနေစွာငိုကြွေးနေရရှာတာပါဖယားသခင်ကျမဘာအပြစ်တွေလုပ်ခဲ့လို့ဒီလိုပြစ်ဒဏ်မျိုးပေးရတာပါလဲအရင်ဆုံးကျမရဲ့အရှင်မင်းကြီးကိုလှူယူသွားခဲ့တယ်ပြီးတော့ကျမရဲ့သမီးလေးကိုပါထပ်ပြီးခွဲကွာစေခဲ့တယ်ကျမသားလေးရောဘယ်လိုနေမလဲအသက်ရှင်ရလားဆိုတာတော့မသိရတော့ဘူးအဲ့ဒီအချိန်မှာပဲဒေါနတ်တဲကပန်းကင်းကြီးတစ်ခုထဲမှာတော့ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုရှိနေပါတယ်အမက်ကြီးကမြေမြုပ်တက်လိုက်တဲ့မင်းသမီးလေးရဲ့ဝင်းကြီးဟာပန်းပွင့်လေးတစ်ဝင်းထဲမှာကိန်းအောင်နေတာပါငါတစ်သက်လုံးဒီပန်းပွင့်လေးထဲမှာပဲအကျဉ်းချနေရတော့မှလားအချိန်တွေရတော့ကုန်သွားတယ်ငါရဲ့မိခင်စီကိုငါပြန်ခွင့်ရပါဦးမလားအဲ့ဒီအချိန်မှာပဲမြောက်ကလေးတစ်ကောင်ကတပင်တွေပေါ်ကနေခုံပေါက်ပြေးလွှားနေတာကိုမင်းသမီးလေးမြင်လိုက်ရပါတယ်ဒါပေမဲ့မြောက်ကလေးရဲ့အနောက်မှာတော့စာလောင်နေတဲ့ကြားကြီးတွေကလိုက်လာနေကြတာပါပန်းပွင့်မင်းသမီးလေးလည်းစိုးရိမ်တကြီးနဲ့လှန်អော်လိုက်တယ်မြောက်ကလေးနားထောင်စမ်းအသက်ရှင်ခြင်းရင်အမြန်ပြေးတော့မင်းရဲ့နောက်မှာကြားကြီးတွေအများကြီးလိုက်လာနေပြီပန်းပွင့်မင်းသမီးလေးရဲ့သတိပေးစကားကြောင့်မြောက်ကလေးဟာတစ်ပင်တွေပေါ်ကိုအမြန်ဆုံးတက်ပြေးသွားပါတယ်ကြားကြီးတွေကတော့မြောက်ကလေးကိုမမီတော့ပဲလက်လျှော့ပြီးတော့ပြန်လှည့်သွားကြပါတော့တယ်မြောက်ကလေးလည်းပန်းပွင့်မင်းသမီးလေးကိုကျေးဇူးတင်စကားပြောရှာတယ်ကျေးဇူးအများကြီးတင်ပါတယ်တငယ်ချင်းရေမင်းကြောင့်ငါအသက်ဘေးကင်းသွားရတာဒါနဲ့မင်းကဘာတူလဲငါကပန်းပွင့်မင်းသမီးပါဒီတော့ထဲမှာပဲနေတာပါဒုက္ခရောက်နေတဲ့တငယ်ချင်းတွေကိုကူညီတာငါရဲ့တာဝန်ပဲလေအဲ့ဒါကြောင့်ကျေးဇူးတင်စကားပြောနေပြီးတော့ငါ့ကိုအားနာမနေပါနဲ့တော့မြောက်ကလေးလည်းအံ့ဩသွားခဲ့တယ်မင်းသမီးလေးကစကားပြောတာသိရင်ကြည့်တာပါပဲလားပန်းတွေကစကားပြောနိုင်တယ်လို့ငါတကားမှမထင်ခဲ့ဘူးဒီအခါမှာတော့ပန်းပွင့်မင်းသမီးလေးကဝမ်းနေတဲ့အတန်းနဲ့ပြန်ပြောခဲ့တယ်
ငါကပန်းပွင့်မဟုတ်ပါဘူးမြောက်ကလေးရေငါကလူသားစင်စစ်အဖြစ်မွေးဖွားလာခဲ့တာပါဒါပေမဲ့ကံကြမ္မာရဲ့လှည့်စားမှုကြောင့်ဒီလိုမျိုးပန်းပွင့်လေးအခုဖြစ်နေရတာပေါ့စိတ်မကောင်းမဖြစ်ပါနဲ့မင်းသမီးလေးရေဒီနေ့ကစပြီးငါမင်းရဲ့တငယ်ချင်းဖြစ်ပါမယ်တကယ်လားမြောက်ကလေးမင်းတကယ်ပြောတာလားဒါဆိုလဲကောင်းပြီလေဒီနေ့ကစပြီးဒုံနှစ်ယောက်ဟာတငယ်ချင်းတွေပေါ့တစ်ဖက်မှာတော့တောထဲကတဲလေးထဲမှာမင်းသားလေးဟာတောရိုင်းတရိတ်ဆန်တွေငှက်ကလေးတွေနဲ့ကစားရင်းပျော်ရွှင်စွာကြည်ပြင်းလာခဲ့ပါတယ်ဒီနေ့မှာတော့အပွားအိုဟာမင်းသားလေးကိုခေါ်လိုက်ပါတယ်ကဲမြည်လေးအဝေစားတွေလဲပြီးတော့ပြင်ဆင်ထားအပွားမြည်ကိုနေရာတစ်ခုကိုခေါ်သွားမလို့မင်းသားအာရန်လည်းနားမလည်သလိုဖြစ်သွားခဲ့တယ်ဘယ်ကိုခေါ်သွားမှလဲအဖွားရဲ့အရင်ဆုံးလိုက်တာလိုက်ခဲ့ပါကွယ်ရှောင်ရင်မြည်ကိုယ်တိုင်မြင်ရပါလိမ့်မယ်အဖွားဦးဟာမင်းသားလေးကိုခေါ်ပြီးတောလန်အတိုင်းလျှောက်လာခဲ့ရောနောက်ဆုံးမှာတော့ပညာရှိဆရာကြီးတစ်ပါးထံကိုရောက်လာပါတော့တယ်ဂုရုကြီးကိုအယောသေးပေးလျက်အဖွားဦးကပြောလိုက်တယ်ကြော့ပါတယ်ဂုရုကြီးဒါကကျမရဲ့မြည်လေးပါသူ့ကိုပညာသင်ကြားပေးဖို့အတွက်ဂုရုကြီးစီကိုခေါ်လာခဲ့တာပါဂုရုကြီးရဲ့ကောင်းချီးမင်္ဂလာတွေသာရှိမယ်ဆိုရင်သူဟာတူးကျော်နဲ့ပညာတတ်တစ်ယောက်ဖြစ်လာမှသိကြပါတယ်။ကောင်းပြီလေအဖွားရဲ့မြည်ကိုပညာတွေသင်ကြားပေးဖို့ကျွန်ုပ်ကူညီပါမယ်။ဂုရုကြီးကမင်းသားလေးရဲ့အကြောင်းကိုစတင်မေးမြန်းมาတော့တယ်။တာမင်းနာမည်ကဘာတူလဲ။မင်းသားအာရန်လည်းရင်ကျေးစွာနဲ့ပြန်လည်ဖြေကြားလိုက်တယ်။ဆရာကြီးကိုကြော့ပါတယ်ဖေဟာကျွန်တော်နာမည်ကအာရန်ပါနာမည်လေးကသိလှတာပဲမင်းကိုအသိပညာတွေရရှိအောင်ဆရာကြီးကူညီပေးပါမယ်ဆရာကြီးရဲ့ကောင်းချီးတွေကမင်းနဲ့အတူအမြဲတမ်းရှိနေမှာပါမနက်ဖြန်အားစပြီးနေတိုင်းလာခဲ့နော်ဟုတ်ကဲ့ပါဆရာကြီးမနက်ဖြန်အားစပြီးကျမမြည်ကိုဆရာကြီးစီလွှတ်လိုက်ပါမယ်တစ်ဖက်မှာတော့ပရိုဒကတ်တိုင်းပြည်မှာတစ္ဆပေါင်းအမတ်ကြီးကဘယင်အဖြစ်လွှမ်းမိုးထားပါတယ်အခုဆိုရင်ငါဟာဒီတိုင်းပြည်ရဲ့တူဒီသောဘယင်ပဲငါပြောတဲ့စကားကသာအတိပဲအခုချက်ချင်းရွာသားတွေကိုအမိန့်ထုတ်လိုက်စမ်းအခွန်တွေအမြန်ပေးဆောင်ရမယ်လို့လူတိုင်းကိုပြောပြဒါဟာဘရင်အမိန့်ပဲမလိုက်နာတဲ့သူရှိရင်အကုန်ကောင်းဖြတ်တက်ပြမယ်အမတ်ကြီးရဲ့အမိန့်ကြောင့်တိုင်းပြည်လုံးမှာမင်းမိန်ကိုကြေညာလိုက်ပါတယ်တိုင်းလူပြည်သားတွေဟာလည်းကြောက်လန့်တုန်လှုပ်နေကြရတာပေါ့ဒီဘရင်တစ်ကတိတ်ပြီးတော့ရက်ဆက်ကြမ်းကြုတ်တာပဲငါတို့လဲကွင်းတွေမှာတီးနှံတောင်မထွက်သေးဘူးအခွန်တွေကိုဘယ်လိုပေးရမှာလဲငါတို့ဘယ်လိုရှင်းတန်ရမှာလဲဟုတ်ပါရဲ့ငါတို့ရဲ့ဘရင်ဟောင်းကတော့တိတ်ကိုကောင်းတာဒိုးတွေဒုက္ခရောက်တိုင်းအမြဲတမ်းကူညီပေးခဲ့တာလေစစ်သားတွေကရွာသားတွေစီကနေအခွန်တွေကိုအတင်းအဓမ္မသိမ်းယူကြပါတယ်အခွန်မပေးနိုင်တဲ့သူတွေကိုလည်းတေတံပေးမယ်လို့ချိန်ချောက်ကြပါတယ်အမတ်ကြီးကတော့စုပုံနေတဲ့အခွန်ငွေတွေကိုကြည့်ပြီးပျော်ရွှင်နေတာပေါ့ဟာဟာကြည်စံအခွန်တွေအများကြီးပဲသိတ်ကောင်းတာပဲတေနာပတိရွာသားတွေစီကနေဒီလိုပဲအခွန်တွေဆက်ပြီးသိမ်းယူနေစမ်းပါမှန်ပါအရှင်မင်းကြီးအမိန့်ရှိတဲ့အတိုင်းပါပဲဖေဟာကျွန်တော်မျိုးအစွမ်းကုန်ကြိုးစားပါမယ်အေးဒါနဲ့မိဖုရားကြီးဘလို့နေလဲဆိုတာသွားကြည့်အောင်သူထွက်မပြေးအောင်တေးသေးချာချာစောင့်ကြည့်ခိုင်းထားရလားမစိုးရိမ်ပါနဲ့အရှင်မင်းကြီးသူထွက်ပြေးစရာလမ်းမရှိပါဘူးအဆောင်တွေလည်းအတက်ထက်ချထားပါတယ်တတိထားနော်အကယ်၍သူသာထွက်ပြေးသွားလို့ကတော့မင်းရဲ့ခေါင်းကိုအရင်ဆုံးဖျက်ပြမယ်တေနာပရိယာမက်ကြီးရဲ့ချင်းချောက်မှုကြောင့်ကြောက်ကြောက်လန့်လန့်နဲ့ထောင်တိုက်ရှိရာဘက်ကိုစစ်ဆေးဖို့ထွက်လာခဲ့တယ်။ထောင်ထဲကိုရောက်တဲ့အခါမှာတော့မိဖုရားကြီးကအမောင်ထဲမှာမှိုင်တိုင်တိုင်ထိုင်နေတာကိုမြင်လိုက်ရပါတယ်။မိဖုရားကြီးကသူ့ကိုမြင်တာနဲ့မကြောက်မရွံ့ပဲမေကွန်ထုတ်လိုက်ပါတယ်။တေနာပရိချုပ်ဘာသတင်းထူးလို့လဲ။နှစ်ပေါင်းများစွာကြာပြီးမှဒီကိုဘာလို့ရုတ်တရက်ရောက်လာတာလဲ။ငါထွက်ပြေးသလားမပြေးဘူးလားဆိုတာကိုလာကြည့်တာလား။ဒါကကျုပ်တို့ရဲ့ဘယင်သေးရဲ့အမိန့်ပဲခမည်းကိုကျုပ်တို့ရဲ့စောင့်ကြည့်မှုအောက်မှာအမြဲထားရမယ်တေနာပရိယာအဲ့ဒီစကားကိုပြောပြီးထွက်သွားခဲ့ပါတယ်မိဖုရားကြီးကတော့ကြံရစ်ခဲ့တဲ့သားလေးကိုတရိယာပြီးရှက်ကြီးတငယ်ကိုကြွေးနေရှာပါတယ်ဖယားသခင်ကျမရဲ့သမီးလေးကိုတော့လှူယူသွားကြပြီဒါပေမဲ့ကျမရဲ့သားလေးရောဘယ်လိုနေမလဲအခုဘယ်မှာရှိနေမလဲဆိုတာဘာမှမသိရတော့ဘူးဒီလောက်ထိနှစ်တွေအကြာကြီးမှာသားလေးဘယ်လောက်တောင်ကြီးနေပြီလဲသားလေးရဲ့မျက်နှာကိုတော့အခုထိမမြင်ဘူးသေးဘူးတစ်ဖက်မှာတော့မင်းသားလေးဟာဆရာကြီးထံမှစာပေနဲ့စစ်ပညာရက်တွေကိုအပတ်တကုတ်တင်ယူခဲ့ပါတယ်
နေတွေကုံဆုံးလာတာနဲ့အမျှသူဟာအသက်18နှစ်အရွယ်တန်မာထွားကြိုက်တဲ့လူရည်ကျော်လေးဖြစ်လာခဲ့ပါပြီ။အဲဒီအချိန်မှာဆရာကြီးကသူ့ကိုနောက်ဆုံးမှကြားစကားဆိုလိုက်ပါတယ်။တာလီမင်းအခုဆိုရင်ပညာတွေအကုန်ဆုံးပြီ။ဒါပေမဲ့ဆရာပြောတဲ့စကားတချို့ကိုတော့အမြဲတမ်းမှတ်ထားပါ။မိမိကိုယ်ငါဟာပညာအရှိဆုံးပဲလို့ဘယ်တော့မှမတတ်မှတ်ပါနဲ့။ကိုယ့်ရဲ့အတတ်ပညာပေါ်မှာလည်းမာနမတက်ပါနဲ့။မိမိကိုယ်အကြီးကြီးလို့မယူဆပဲအမြဲတမ်းနှိမ်ချနေပါမင်းရဲ့အတတ်ပညာကိုမကောင်းတဲ့နေရာမှာအသုံးမချပါနဲ့လူတွေပေါ်မှာလည်းရိုင်းဆိုင်မဆက်ဆံပါနဲ့ဟုတ်ကဲ့ပါဆရာကြီးရဲ့ဆုံးမစကားတွေကိုကျွန်တော်အမြဲတမ်းနှလုံးသွင်းထားပါမယ်အရာရာကိုလိုက်နာဖို့အစွမ်းကုန်စူးစမ်းပါမယ်ဆရာကြီးရဲ့သင်ကြားမှုတွေကိုရယူပြီးနောက်မင်းသားလေးဟာဘွားကိုရှိရာအင်္ဂလိပ်စီပြန်လာခဲ့ပါတယ်အိမ်ကိုပြန်ရောက်တဲ့အခါအဘွားကသူ့ကိုဂုဏ်ယူစွာနဲ့စီးကျူလိုက်တယ်ဘလို့လဲမြည်လေးတိုင်းပညာရက်တွေနဲ့စီးရေးပညာရက်တွေကိုကျွမ်းကျင်တက်မြောက်ခဲ့ပြီလားနိုင်ငံရေးပညာရက်တွေကိုရောတက်မြောက်ခဲ့သလားရန်သူတွေကိုမင်းရင်ဆိုင်နိုင်ပြီလားဟုတ်ကဲ့ဖွာကျွန်တော်အားလုံးကိုကျွမ်းကျင်တက်မြောက်ခဲ့ပါပြီဒါဆိုရင်တော့သိကောင်းတာပဲအခုအချိန်တန်ပြီမင်းရဲ့ဖခင်နဲ့ညီမလေးကိုတတ်ခဲ့တဲ့လူသက်သမားကိုကလေးစားချပြီးအကျဉ်းချနေတဲ့မင်းရဲ့မိခင်ကိုတွားခဲ့ရမယ်အဖွားဝေရဲ့စကားကြောင့်အာယန်ဟာအံ့ဩမြင်သက်သွားပါတယ်အဖွားဘာတွေပြောနေတာလဲကျွန်တော်ဖခင်နဲ့ညီမလေးကအသက်ခံခဲ့ရတာလားပြီးတော့ကျွန်တော်အမေကအခုပဲမှလဲအဖွားဟာခိတ္တမြနှုတ်ဆက်နေပြီးမှဝမ်းနေစရာစကြောင်းအမှန်ကိုစတင်ပြောပြပါတော့တယ်တာလီဒါတွေကသိတ်ကိုရှည်လျားပြီးဝမ်းနေစရာကောင်းတဲ့ဆက်လန်းမှာတကယ်တော့မင်းဟာအဖွားရဲ့မြည်ရင်မဟုတ်ပါဘူးဒါဟာလွန်ခဲ့တဲ့18နှစ်ကပေါ့မင်းဟာမင်းရဲ့မိခင်နဲ့အတူဒီတော်တွေကိုထွက်ပြေးလာခဲ့ရတာတကယ်တော့မင်းဟာဘရင်မျိုးနွယ်စုဝင်တစ်ယောက်ပဲဘရင်မျိုးနွယ်အစ်စ်ဘရင်ရဲ့သွေးသားအစ်စ်ပဲပရာတကတန်းပြည်ရဲ့တူရီသောအိမ်ရှိမင်းသားလေးပဲသားအဖွားဟာတစ္ဆပေါင်းအမတ်ကြီးရဲ့ရုံမာမှုတွေဘရင်ကြီးကိုတက်ခဲ့ပုံတွေနဲ့မိဖုရားကြီးကိုထောင်ချထားတဲ့အကြောင်းတွေကိုတခုမှကြံအသေးစိတ်ပြောပြလိုက်ပါတယ်အာယာပြမန်ကိုတီးလိုက်ရတဲ့အခါဒေါသတွေတောက်လောင်လာပါတော့တယ်။ဘာအဲ့ဒီမိစ္ဆာအမက်ရုပ်ကကျွန်တော်ဖခင်ကိုတက်ပြီးကျွန်တော်တို့ရဲ့တိုင်းပြည်ကိုလွတ်ယူခဲ့တာလား။ကျွန်တော်မိခင်ကိုလည်းအခုထိဖမ်းပြီးနှိပ်စက်ထားတယ်ပေါ့။ကောင်းပြီလေ။ကျွန်တော်အခုချက်ချင်း product ကိုသွားမယ်။ကျွန်တော်ရဲ့အမေကိုတေချာပေါက်သွားကြထုတ်လာမယ်။အဲ့ဒါကြောင့်လေအဖွားကမင်းကိုဆရာကြီးစီလွတ်ပြီးလက်နဲ့ပညာတွေသင်ခိုင်းခဲ့တာပေါ့။မင်းဟာလက်နဲ့ပညာမှာကျွမ်းကျင်မှသာအဲ့ဒီရန်သူတွေကိုတိုက်ခိုက်ပြီးမင်းရဲ့မိခင်ကိုကဲ့နိုင်ပါလေဟုတ်ကဲ့ပါအဖွားကျွန်တော်အခုပဲထွက်သွားတော့မယ်အဖွားလည်းဒီမှာကိုဂယုဆိုင်ပြီးနေရစ်ခဲ့ပါဦးနော်ကောင်းပြီမင်းသားလေးတတိထားပြီးတော့သွားပါအောင်ပွဲခံပြီးပြန်လာခဲ့ပါငါရဲ့မိဖုရားသမီးလေးကိုလည်းအမြန်ဆုံးခေါ်လာခဲ့နော်အာယန်ဟာအဖွားကိုနှုတ်ဆက်ပြီး product တိုင်းပစ္စည်းကိုမြင်းစီပြီးအမြန်ဆုံးခရီးထွက်လာခဲ့တယ်